ထိုင်းလန်ကဘာကြောင့် Dragon Warrior မဖြစ်ခဲ့တာလဲကွန်ဖူးပန်နာ1ရဲ့စသိမ်းပိုင်းမှာကျွန်တော်တို့အားလုံးအံ့ဩခဲ့ရပါတယ်နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ကျက်သစ်တကောင်ရဲ့အရှိန်အဝါတွေရှိတဲ့ထိုင်းလန်ဟာဘာလို့ခောက်ဆွဲရောက်တဲ့ပန်နာဖတီးလေးကိုရှုံးသွားခဲ့ရတာလဲဒါကရိုးရိုးတိုက်ပွဲတစ်ခုမဟုတ်ခဲ့ပါဘူးဒါဟာနီးစနစ်တက်ခနစ်နဲ့စိတ်ဝိညာဉ် spirit တို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုပါဒီနေ့မှာတော့ထိုင်းလန်ရဲ့ကြာရှုံးမှုနဲ့ပိုရဲ့အောင်မြင်မှုနောက်ွယ်ကလှုပ်ဝက်ချက်တွေကိုခွဲခြားစိတ်ပြကြည့်ပါမယ်အရင်ဆုံးထိုင်းလန်အကြောင်းကိုကြည့်အောင်သူဟာတကယ်တော့တနာဖို့ကောင်းတဲ့ဗီလိန်တယောက်ပါသူ့ရဲ့အကြီးမားဆုံးအားနည်းချက်ကကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးကိုသူတစ်ပါးရဲ့အတိအမှတ်ပြုမှုပေါ်မှာပဲပုံအပ်ထားတာပါထိုင်းလန်ကသူဟာထူးခြားတဲ့သူဖြစ်ကြောင်းသက်သေပြဖို့ Dragon Scroll ကိုပဲအတင်းအဓမ္မလိုချင်နေခဲ့တာပါသူ့အတွက်ကွန်ဖူးဆိုတာချစ်ချင်းမြတ်တာထက်ဂုံပုတ်တစ်ခုရဖို့အတွက်ပဲဖြစ်နေခဲ့ပါတယ်သူ့ရဲ့တိုက်ကွက်တွေကအယမ်းကိုတိကျတယ်အယမ်းကိုပြင်းထန်တယ်ဒါပေမဲ့အဲ့ဒီတိကျလွန်းတာကပဲသူ့ရဲ့အားနည်းချက်ဖြစ်သွားပါတယ်သူဟာပုံသေးနည်းအတိုင်းပဲတိုက်ခိုက်တတ်ပြီးအခြေအနေအရပြောင်းလဲပြဖို့အတွက်စိတ်သက်ပိုင်းမှာအားနည်းခဲ့ပါတယ်တစ်ဖက်မှာပိုကိုပြန်ကြည့်ရင်တော့ပိုကထိုင်းလန်လို perfect ဖြစ်ဖို့မကြိုးစားပါဘူးပိုကသူ့ရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ဘိုက်ပူတာကိုရှက်မနေဘဲနဲ့အဲ့ဒါကိုတိုက်ကွက်တစ်ခုအနေနဲ့သုံးခဲ့ပါတယ်ထိုင်းလန်ရဲ့အဓိကနေရာတွေကိုထိုးနှက်တဲ့တိုက်ကွက်တွေကပိုရဲ့အစီတွေကြားမှာအလုံးမဖြစ်တော့ပါဘူးဒါကဘာကိုပြလဲဆိုတော့ကိုယ့်ရဲ့အားနည်းချက်ကိုလက်ခံလိုက်တဲ့အခါမှာဘသူမှအဲ့ဒါနဲ့တင့်ကိုတိုက်ခိုက်လို့မရတော့ဘူးဆိုတာပါပဲနောက်ထပ်တစ်ချက်ကထိုင်းလန်ကစကရူးကိုဖွင့်ကြည့်လိုက်တဲ့အခါဘာမှမပါလို့ယူသွတ်သွားခဲ့ပေမဲ့ပိုကတော့အဲ့ဒီစကရူးရဲ့ဘာမှမရှိခြင်းကိုပဲသဘောပေါက်သွားခဲ့ပါတယ်ငါကထူးခြားတယ်လို့ယုံကြည်လိုက်ရင်ငါဟာထူးခြားတဲ့သူပဲဆိုတဲ့အမှန်တရားကပိုကိုထိုင်းလန်ထက်ပိုပြီးအစွမ်းထက်စေခဲ့တာပါနောက်တဲ့အချက်တစ်ချက်ကသူတို့တိုက်ခိုက်နေကြစဉ်မှာထိုင်းလန်ကဒေါသတွေထွက်ပြီးတိုက်ခိုက်နေပေမဲ့ပိုကတော့ပျော်ရွှင်စွာနဲ့တိုက်ခိုက်နေတာကိုတွေ့ရပါလိမ့်မယ်ထိုင်းလန်ဟာကွန်ဖူးကိုအလုပ်လိုသဘောထားပြီးပိုကတော့ဝါသနာလိုသဘောထားခဲ့ပါတယ်စိတ်အားထက်သန်မှုဖရှင်ကအတင်းကျပ်လေ့ကျင့်ထားတဲ့ force တက်အမြဲတမ်းပို့ပြီးအစွမ်းထက်တယ်ဆိုတာကိုသိရှိခဲ့ရပါတယ်ထိုင်းလန်ကကျွန်တော်တို့ကိုပေးခဲ့တဲ့သင်ခန်းစာကတော့ကျွန်တော်တို့ဟာဘယ်လောက်ပဲတော်နေပါစေကိုတန်မိုးမထားတတ်ဘူးကိုမယုံကြည်ဘူးဆိုရင်တော့အောင်မြင်မှုတွေကအနှစ်သာရရှိမှာမဟုတ်ဘူးဆိုတာပါပဲပိုကတော့ကျွန်တော်တို့ရဲ့အားနည်းချက်တွေထဲမှာပဲအားသာချက်တွေရှိနေနိုင်တယ်ဆိုတာကိုပြသရင်ထိုင်းလန်ကိုအနိုင်ယူသွားနိုင်ခဲ့ပါတယ်ပြည်သက်ကြီးကဘသူ့ဘက်ကလည်းထိုင်းလန်ကတကယ်ပဲ Dragon Warrior ဖြစ်တဲ့နယ်လို့ထင်လားကိုမမှာပြောပေးသွားကြပါဦးနောက်ထပ် analysis video တွေကြည့်ဖို့ subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးဗျအဆုံးထိကြည့်ပြီးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်